မိပါတယ်တတိထားနိုင်အောင်လို့ပေါ့နော်တိတ်မကြခင်ငါထိုင်းနိုင်ငံမှာဖြစ်သွားတဲ့ဖြစ်ရကလေးတစ်ခုကြောင့်ပြောပြချင်ပါတယ်အဖြစ်ရကလေးကတော့ငါတန်းကျောင်းသူလေးတယောက်ကကျောင်းမှာမေ့လဲသွားတယ်ပေါ့နော်မေ့လဲသွားတော့ကျောင်းကနေပြီးတော့ဆေးရုံပို့လိုက်တယ်ဆေးရုံမှာစစ်လိုက်တော့ကျောင်းသူလေးကအဆုတ်ကပေါ့နော်ဒါပျက်စီးနေပြီပေါ့နော်တော်တော်လေးပျက်စီးနေပြီအဲ့တော့ကျတော့အကြောင်းရင်းကိုမေးလိုက်တော့ကျတော့ကလေးကကျောင်းရှိမှာလာရောက်နေ fake ပေါ့နော်ရက်စစ်စလေးလေးပေါ့နော်အဟာလေးကိုဝယ်တောက်ဖြစ်တယ်လို့သိရတယ်ဘာလို့ဝယ်တောက်လဲဆိုတော့သူ့ရဲ့ပုံစံလေးက notebook အတိုင်းလေးပေါ့နော် notebook ပုံလေးနဲ့အရန်လှတယ်ပေါ့နော်အဲ့တော့ကျတော့သူကမသိဘဲနဲ့ဝယ်တောက်လိုက်တယ်ပေါ့အကနေဆွဲသွားပြီးတော့တောက်တာပေါ့နော်တောက်တာကိုမေးမြန်းလိုက်တော့ကျတော့2နှစ်ရှိပြီလို့သိရတယ်ပေါ့နော်2နှစ်ရှိပြီလို့သိရတယ်ပြီးတော့သူတယောက်တည်းတောက်တာမဟုတ်ဘဲနဲ့တခြားကျောင်းကကျောင်းသူကျောင်းသားတွေလည်းတောက်တယ်လို့သိရတယ်ပေါ့နော်မိဘတွေကလည်းအဲ့ချိန်ရောက်မှာပဲဒီကိစ္စကိုသိရတယ်ပေါ့နော်အဲ့တော့ကျတော့ဒါမိဘတွေအနေနဲ့ကောဆရာဆရာမတွေအနေနဲ့ကျောင်းနေနဲ့အနေနဲ့ကောပေါ့နော်ကလေးတွေကလွယ်အိတ်ကိုပုံမှန်လေးဒါတလားတစ်ခါတည်းဒီနှစ်လားတစ်ခါတည်းဒီပေါ့နော်ဒါမျိုးစစ်ဆေးပေးတဲ့နေပေါ့နော်အခုလိုမျိုးဖြစ်ရမျိုးတွေမဖြစ်အောင်လို့ကျောင်းရှိသုံးဖို့ကျောင်းဝင်ထဲမှာကျောင်းချတဲ့ပစ္စည်းတွေကိုလည်းဒါစီကံလေးနဲ့တေချာသတ်မှတ်ပြီးတော့ပေါ့နော်ဒါဆိုင်ရအဖွဲ့အစည်းရင်းနဲ့ပူးပေါင်းပြီးတော့ဒါစောင့်ကြည့်ပြီးတော့စစ်ဆေးတဲ့နေပေါ့နော်အခုဒီသူတို့ရောင်းတဲ့ face ဆိုတာလေးတွေကတကယ်ပြောရရင်ဟိုကျွန်တော်ဆက်လိပ်ပုံစံမဟုတ်ဘဲနဲ့လုံးဝအရန်ချစ်စရာကောင်းတဲ့ notebook ပုံလေးတွေပေါ့နော်ဒါတရုတ်ပြန်နေထုတ်ရောင်းတဲ့ပစ္စည်းဖြစ်တယ်ပြီးတော့သူကတစ်ခါသုံးပေါ့နော်တစ်ခါသုံးဆိုတာသူစေးရည်ထည့်စရာမလိုဘူးသူက3အထက်စေးရည်ကုန်တဲ့အထိသုံးလို့ရတယ်ပြီးရင်တော့လှုပ်လိုက်ပေါ့နော်စေးရည်ကအခါ400လောက်ရှူရှိုက်လို့ရတယ်ပေါ့နော်ဒီဟာဟိုပြောရရင်အဆုပ်ကိုအရန်ထိရပေါ့နော်ပုံမှန်ဆက်လိပ်ထက်ကိုအဆုပ်ကိုထိရဒီလိုနုနယ်တဲ့ကလေးတွေပါအိမ်မှာဆိုရင်ပိုဆိုးတာပေါ့နော်အဲ့တော့ကျတော့မိဘတွေအိမ်မှာကလေးလွယ်ကလေးတွေတေချာစစ်ပါမသိရပစ္စည်းပေါ့နော်ဆိုရင်တေချာလေး online မှာတက်ရှာတာမျိုးပေါ့နော်ဒါ Google search မှာဆိုရင်ဒီပုံပေါ့ရိုက်ထည့်ပြီးတော့ရှာလို့ရရတာပါပစ္စည်းလဲဆိုတော့ပေါ့နော်ဒါမျိုးလေးရှာတာမျိုးတွေမသိရင်ဒါမိဘ group တွေပါရမှာပေါ့နော် Facebook group တွေမှာတက်မေးကြည့်ပါဒါပစ္စည်းလေးတွေကဟိုခုနောက်ပိုင်းကတအားထူးထူးဆန်းဆန်းလေးထုတ်တယ်ပေါ့နော်အခုဆိုလဲဒါ face ဆိုစစချင်းဟိုမြင်တော့ဆိုဟာဒါ face လားပေါ့အဲ့လိုအထီကိုဖြစ်လောက်တဲ့အထီကိုဒီလာရပေါ့နော်ပြီးတော့သူကအယောင်အရာသာအဲ့လိုမျိုးပေါ့နော်အယောင်လေးတွေအစုံထွက်တယ်ပေါ့နော်အဲ့လိုဒါမျိုးကိုကရုပ်တရက်ကြည့်ရင်ဘလို့မှဒါပြက်ဆက်စလေး face လို့ကိုထင်စရာမရှိဘူးဒါမုံလို့ပဲထင်မယ်ပေါ့နော်အဲ့အတွက်ကိုမသိရပစ္စည်းဆိုရင်ဒါ online မှာတက်ရှာတာတို့မေးတဲ့နာတို့လုပ်ပါနော်အဲ့တော့ကြတော့ဒါမိဘရဲ့တတိထားနိုင်အောင်လို့ဒီသတင်းလေးပြန်လဲတင်ပြခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နော်